ဒီလိုအကြောင်းရင်းတွေကြောင့်ခင်ပွန်းတဲ့နဲ့ကွာရှင်ပြီးဖိုးလာပြည့်နဲ့တွဲနေတဲ့ရုံးရီလွင်မို့ခင်ပွန်းတဲ့နဲ့ကွာရှင်ပြီးမကြခင်မှာပဲနောက်ထပ်ချစ်သူအသေးရသွားလို့လူပြောများနေရကတော့ရုံးရီလွင်မို့ပါဒီလိုမျိုးရုံးရီလွင်မို့တွဲနေတဲ့ချစ်သူကလည်းနေနေရရချစ်သူမဟုတ်ပါဘူးမြန်မာတနိုင်ငံလုံးကိုအုပ်ချုပ်ခဲ့တဲ့နိုင်ငံတော်အကြီးအကဲရဲ့အချစ်ဆုံးမြေဖြစ်တဲ့နေရွှေသွေးအောင်ခေါ်ဖိုးလာပြည့်ဖြစ်ပါတယ်ဖိုးလာပြည့်ကငယ်စဉ်ကလေးကစီးစိမ်ဥစ္စာအပြည့်နဲ့နေလာခဲ့တဲ့သူဖြစ်ပါတယ်ဒါအပြင်ကြီးလာတော့လေမြန်မာနိုင်ငံရဲ့ကျွဲဝါချမ်းသာဆုံးတော့အမျိုးသားဖြစ်လာပါတယ်။ဒါကြောင့်လည်းနေရွှေသွေးအောင်ခေါ်ဖိုးလာပြည့်ကအချောအလှဆုံးမိန်းကလေးတွေနဲ့မှတွဲခဲ့သူပါ။ဒီလိုမျိုးမြန်မာနိုင်ငံမှာအချမ်းသာကျွဲဝါဆုံးတော့စော်ကြည်ပဲနေရွှေသွေးအောင်ကကလေးမေတခုလက်ရုံးရီလမိုးနဲ့ချစ်ကြိုက်နေရလို့သိရပါတယ်။ဒါကြောင့်ပရိသတ်တွေကအင်အားတင်ကြရပါတယ်။တကယ်ဆိုရင်ရုံးရီလမိုးကကွာရှင်းထားတာမကြသေးပါဘူး။ရုံးရီလမိုးကတော့ခင်ပွန်းတဲ့နဲ့ပြက်ပြီးတိတ်မကြခင်မှာနေရွှေသွေးအောင်နဲ့တွဲလိုက်ပါတယ်။ဒီလိုတွဲပြလိုက်တာကြောင့်လူတွေကြားထဲမှာရုံးရီလမိုးပေါ်မှာဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။အစောပိုင်းမှာတော့နေရွှေသွေးအောင်ကရုံးရီလမိုးကိုချစ်ကြိုက်ခဲ့ပေမဲ့ရုံးရီလမိုးဘက်ကတော့အပြေမပြန်ခဲ့ပဲနဲ့ခင်ပွန်းတဲ့ထက်ဦးလိုက်နဲ့လက်ထပ်ခဲ့ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့နေရွှေသွေးအောင်နဲ့ရုံးရီလမိုးတို့ကပြန်လည်တွဲနေကြပြီလို့သတင်းထွက်ပေါ်လာခဲ့ရပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောနေရွှေသွေးအောင်နဲ့တွဲနေတဲ့ရုံးရီလမိုးပေါ်မှာမိမိတို့ရဲ့အမြင်လေးကိုပြောသွားခဲ့ပါအောင်ရှင်။